အဲ့တော့ကျွန်တော်တို့ကဒီရဲ့ဆက်ကိုကျွန်တော်တို့ကကြီးဆေးမယ်ပေါ့ကြီးဆေးတယ်ဆိုတာကဘာကြောင့်မို့လို့ကြီးဆေးရရလဲပေါ့နော်ဟိုတန့်ကြီးတွေကြိုက်နေတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ပြီးတဲ့ခါကျလို့ရှိရင်ချုပ်အကုန်လုံးကိုချိန်ထားတာတွေကတလွဲစီတွေဖြစ်နေတယ်ပေါ့ချိန်ထားတဲ့ဟာတွေဘားရန်တွေအကုန်တော်တော်များများဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ကကြီးဆေးရတော့မယ်နောက်ပြီးလို့ရှိရင်ကြီးတွေရောဖြစ်နေပြီလားပေါ့နော်ဒီဆက်ဆိုလို့ရှိရင်အမှန်တကယ်တော့ဒလလောက်ကလေးပဲဖြစ်နေလို့ရှိရင်ကြီးကတော့ဆေးစရာတော့မလိုသေးဘူးဒါပေမဲ့လည်းပဲကျွန်တော်တို့ကကြီးဆေးခိုင်းလိုက်တော့တာပေါ့နော်ကြီးဆေးရတော့မယ်ဒါအမအဆက်ပါအဲ့ဒါကိုကျွန်တော်တို့ကကြီးဆေးမယ်ဒီသုံးတဲ့စီကဘာစီလဲဆိုရင်ဓာတ်စီရောဒီဇယ်ရောထားတဲ့စီဖြစ်ပါတယ်ဒါဓာတ်စီလည်းနည်းနည်းပါတယ်ဒီဇယ်လည်းရောထားတယ်ပေါ့နော်အဲ့လိုမျိုးကိုသုံးမှသာလျှင်ကျွန်တော်တို့ကတန်ကြီးမကိုက်မှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီလိုတပုတ်တန်အဟောင်းကိုရှာထားလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင်တပုတ်တန်နည်းနည်းတောင့်တပုတ်တန်လေးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ရှိပြီးလို့ရှိရင်ကျွန်တော်တို့တွေတေးသေးချာချာလေးဒါကဆေးရုံပါပဲအကုန်လုံးကိုဆေးရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒါခွေးသားစိတ်ဖြစ်ပါတယ်ခွေးသားစိတ်ကလေးကိုကျွန်တော်တို့တေးသေးချာချာစီးနေတာပါဒါခွေးသားစိတ်ပါဒါဒီအချီအကျဲစိတ်ကိုလုတ်ပေးထားတဲ့ connecting rock တန်ဖြစ်ပါတယ်နောက်ပြီးရင်ဒါကတော့ခွေးသားစိတ်ကိုထိန်းထားပေးတဲ့ဟာခွေးသားစိတ်အနှိမ့်အမြင့်ကိုထိန်းထားပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ကြီးစေးတယ်ဒါကတော့ main wheel ပါ main wheel ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဖားခွင်းရဲ့အဖုံးဖြစ်ပါတယ်ဒါတော့ငမန်းပါဒါကဘယ်ဥစ္စာကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဆေးလို့ရပါပြီအကုန်လုံးကိုဆေးရမှာလေနော်ဒါကတော့ကျွန်တော်တို့ကအတ်တိုင်ဖြစ်ပါတယ်အတ်တိုင်နဲ့ဘီတိုင်နဲ့ကွာပါတယ်ဒါကဘီတိုင်ပါဘီတိုင်ဒီမှာအပြားနဲ့အတ်တိုင်ဒီဘက်ကအလုံးကလေးပါပဲကျွန်တော်တို့ဓာတ်စီဒီဇယ်ကတော့အရန်ကြီးတန်ကြီးတက်နေတဲ့ဥစ္စာဆိုရင်တော့ကျွန်တော်တို့မပြောင်းနိုင်ပါဘူးเนาะဒီလိုမျိုးလေးတော့ဖြစ်နေပါမယ်ဒါပေမဲ့လည်းကျွန်တော်တို့သုံးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ main connecting နဲ့အတ်တိုင်နဲ့ကိုထိမ့်ပေးထားတဲ့ connecting rod တန်လေးဖြစ်ပါတယ်ဒါကကျွန်တော်တို့မြောက်လဲလို့ခေါ်ပါတယ်မြောက်လဲဒါလေးကမြောက်လဲဘောသူကအစုံလိုက်ကလေးပါဒါအစုံလိုက်ကလေးเนาะအစုံလိုက်ကလေးပါနောက်ပြီးရင်ဒါကတော့ခွေးသားစိတ်ကိုအတင်အချเนาะအောက်အနှိမ့်အမြင့်လုပ်တဲ့အစိတ်ပိုင်းလေးတစ်ခုဖြစ်ပါတယ်ဒါရှေ့ဘုံဒါဒီဘီတိုင်ကိုတွဲထားပေးတဲ့ကိစ္စဘီတိုင်ကိုဒီထဲကိုထည့်ရမှာပေါ့နော်အဲဆိုဘီတိုင်နက်ပေါ့သူ့ကိုပြောမယ်ဆိုလို့ရှိရင်เนาะဒါကတော့ဘီဖြစ်ပါတယ်ကျွန်တော်တို့ဘီဒါကတော့ဖားခွင်းမှာတချို့ဆိုလို့ရှိရင်ဒီဂျားလေးထဲမှာပေါ့နော်ကြီးတွေအရန်များနေပါတယ်အဲ့လိုကြီးတွေများနေတယ်အချီတွေရှုပ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခြီတွေလုံးဝလှပထွက်လာမှာမဟုတ်ဘူးအဲ့တော့မကြလေးပေါ့နော်တစ်နေ့တစ်ချိန်လောက်ကိုတော့ကျွန်တော်တို့ဒီဖားခွင်းလေးကိုတော့ကျွန်တော်တို့ဆေးပေးရပါတယ်ဒါကတော့လက်ပြဘောလို့ခေါ်ပါတယ်ဒီလက်ပြဘောလေးကလက်ပြဘောကိုထည့်တဲ့ခါဆိုလို့ရှိရင်ဒီဘက်ကတစ်ခုကချောနေမယ်သူကနော်ဒါဒီဘာနဲ့တွားလောက်တာလဲဆိုတော့ main connecting ဘားရန်နဲ့သူကအထဲထဲမှာဝင်ရမှာလေအဲ့လိုလေးဝင်ရမှာအားကြောင့်မလို့သူကဒီအစိတ်ပိုင်းလေးကချောလေးဖြစ်နေတယ်အဲ့ဒီအပိုင်းကလေးပါဒါတော့မန်ပြင်ဘုံခေါ်တာပေါ့နော်ကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့တွေခွေးရွာစိတ်ကိုဖုံးထားတဲ့မန်ပြင်ဒါကိုလည်းမန်ပြင်ဒီမန်ပြင်ဒီသူက2လိုင်းမန်ပြင်လားနောက်ပြီးလို့ရှိရင်3လိုင်းမန်ပြင်လားရှိတယ်လေနော်မန်ပြင်မှာကိုအမျိုးအစားရှိပါသေးတယ်3လိုင်းမန်ပြင်နဲ့2လိုင်းမန်ပြင်ဆိုပြီးတော့ကျွန်တော်တို့လာပါတယ်ဒါကတော့ B ကိုကျွန်တော်တို့ကအချီအထူအပားပေါ့နော်အချီအထူဘာလုပ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကြက်တဲ့ဟာပါဒါလေးလည်းနည်းနည်းဟွာဖြစ်နေပါပြီဟုတ်လေဒီလိုလေးပါကြက်ရမယ်နော်ဒါကခုနကတော့ငါပြောထားတဲ့ main connecting ဒီလိုမျိုးလေးလေဒီအပေါ်က main connecting အချောင်းကလေးအဲ့ main connecting rock ဘားတန်အဲ့ဘားတန်လေးကိုကျွန်တော်တို့ဒီဘားတန်လေးကိုကျွန်တော်တို့ဖြုတ်ချက်လောက်ရအောင်ဟုတ်ပြီဒါဆိုရင်ကျွဲချူပေါ့နော်ကျွဲချူကအဆင်ပြေသလားမပြေဘူးလားနောက်ပြီးလို့ရှိရင်လက်ကလေးနဲ့ကျွန်တော်တို့ကဒီလိုလေးဆန်းရပါတယ်လက်ကလေးနဲ့ဆန်းပြီးတဲ့ခါကျတော့
အော်သူကရှနေသလားမရှဘူးလားအချီကိုရှတယ်ဆိုရှင်သူကပြတ်တတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒါလေးကိုတေးလေးချာလေးစီးပါတယ်ဒါဆိုမရှပါဘူးနောက်ပြီးတော့ဒါတော့အဖုံးမှာရှေ့ဘုံမှာရှေ့ဘုံမှာတော့ကျွန်တော်တို့ကကြီးတွေကတော့ရှိနိုင်ပါတယ်ဒါရှေ့ဘုံဖြစ်ပါတယ်နောက်ပြီးရင်ဒါကတော့အနောက်ကိုဖုံးထားတဲ့အပိုင်းလေးပါဒါကအချီရစ်တဲ့ဟာပေါ့နော်ကျွန်တော်တို့အောက်အချီကိုရစ်တဲ့လွန်းအိမ်ရစ်တဲ့အပိုင်းပေါ့နော်အခုဒါကတော့ကျွန်တော်တို့စီတွေထိတယ်ပေါ့နော်နောင်ကိုဆိုလို့ရှိရင်ဒီဟာတွေကစီကိုမထိလေပို့လို့ကောင်းနေပဲစီထိတယ်ဆိုလို့ရှိရင်ဒါကြီးကဖောင်းလာတတ်တယ်ဒီအပိုင်းပေါ့ rubber zoos ဖြစ်တဲ့အတွက်ကြောင့်မလို့ဖောင်းလာပြီးတော့မှအဆင်မပြေတာလေးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရွာတွေမှာဆိုလို့ရှိရင်ဒါတော့ beat အတွင်းထဲမှာရှိနေတဲ့ကျွန်တော်တို့ spring ဖြစ်ပါတယ်ဒီ spring ဟာအရန်ကြီးလည်းမတူရပါဘူးအရန်ကြီးရှည်နေပြီးတော့မှဖြစ်နေတယ်ဆိုလို့ရှိရင်လည်းပဲ beat ကိုကြက်တဲ့ခါမှာအဆင်မပြေဖြစ်တတ်ပါတယ်ဒါကတော့ခုနကပြောထားတဲ့ချက်နက်ကလေးတွေ14နက်တွေပေါ့နော်ဒီ ring spanner နဲ့ကျွန်တော်တို့အသုံးပြုရတဲ့အပိုင်းကလေးတွေဖြစ်ပါတယ်ဒါလေးတွေဒါကတော့ main wheel ကိုတစ်ခါတည်းချိတ်ဆက်ထားတာပါအဲ့ဒီ main wheel ကိုချိတ်ဆက်ဖို့ရအတွက်ဆိုရင်ဘယ်အပိုင်းမှာပါလာမလဲဆိုတော့ဒီအပိုင်းလေးပါလာမယ်နော်ဒီအပိုင်းလေးကလည်းဒါသူ့ဟာတော့မဟုတ်ဘူးဒါကိုထည့်ထားပေးရတာပေါ့နော်ဒါမရှိတော့တဲ့အတွက်ကြောင့်မို့လို့ဒါကိုကျွန်တော်တို့ဖော်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်ကျွန်တော်တို့အဖေရဲ့ဖော်ခဲ့တာနောက်ပြီးတော့ဒါဆိုလို့ရှိရင် main connecting အချီအကျဲအစိတ်မှာအသုံးပြုတဲ့10နက်လို့ပြောပါတယ်ဒါကကြတော့17နက်ပါဒါကတော့ main connecting သူက amp shunt နဲ့သူကတွဲထားတာပါ amp shunt နဲ့တွဲထားတဲ့နက်ဖြစ်ပါတယ်ဒါ17ပါသူ့ရဲ့နက်ပုံစံကဒီမှာဒီဘက်ကလည်းပဲချောချောလေးဖြစ်ပါမယ်ဒီရဲ့ချောချောလေးနဲ့သူကလှုပ်ရှားလို့လွယ်ကူအောင်ပို့ပြီးတော့တေတီချာချာဖြစ်အောင်ဒါကိုတွဲထားတာဖြစ်ပါတယ်ဒါကတော့အထိန်မှာနောက်ပြီးလို့ရှိရင်ဒါကတော့ဘီဒိန်လည်းဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင်အနောက်ဖုံးကိုလည်းဒါနဲ့ပဲကြက်တာဖြစ်ပါတယ်ဒါကတော့အချီဘူးနွယ်ထဲမှာပါတဲ့အစိတ်အပိုင်းမှာဘူးနွယ်ထဲမှာပါတဲ့အစိတ်အပိုင်းမှာဒါကတော့အချီအထိန်ဖြစ်ပါတယ်အချီဒိန်မှာဒါကတော့ကျွန်တော်တို့ဒီနက်ကခုနကဒီရဲ့အထဲမှာထည့်ထားတဲ့နက်ပါဒီထဲမှာထည့်ထားတဲ့နက်ဒါလည်းအတူပါပဲဒီလိုမျိုးပါဒီအရှည်ကကြတော့ကျွန်တော်တို့ဖားခွင်းမှာအသုံးပြုတဲ့နက်ဖြစ်ပါတယ်ဒါဆိုရင် B မှာထည့်ထားတဲ့ B ကိုကြက်တဲ့အပိုင်းပေါ့ဒါကလည်းပဲဘူးနွယ်မှာပါတဲ့အပိုင်းဖြစ်ပါတယ်ဒီနှစ်ခုဒီဘယ်မှာပါတဲ့အားလဲလို့ပြောလို့ရှိရင်တော့ကျွန်တော်တို့ကမန်ပြင်မှာပေါ့နော်မန်ပြင်နှလိုင်းမန်ပြင်မှာသူ့ကိုပြန်ကြက်တဲ့အပိုင်းဖြစ်ပါတယ်ဟုတ်ပြီဒီအပိုင်းလေးတွေကတော့ရှေ့ဘုံမှာလောက်တဲ့ဥစ္စာမှာဒါကတော့အတိုင်ဒိန်နက်ပေါ့နော်ဒါအတိုင်ဒိန်နက်အသေးဆုံးပါပဲဒီနက်ကလေးတွေဟာဒီလေးလုံးမှာပဲဒီဟာတွေတော့အရှိဘုံမှာဒါအပ်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးပါပြီဒါရှေ့ဘုံနက်ကလေးဖြစ်ပါတယ်ဒါဆိုပြီးပါပြီ